Hello, YouTube ရှိကြတယ်ကျွန်တော်ကအပေးချစ်ခင်နေကြတယ်ကျွန်တော်ရဲ့ Lucky ကိုနိုင်ဆိုတဲ့ YouTube channel လေးမှာရှိတဲ့မိသားစုဝင်အကူမတွေမိတ်ဆွေညီကောင်မောင်နှမတွေအားလုံးပဲတဦးတယောက်မကြံမင်္ဂလာပါအားလုံးပဲကျမ်းမာကြပါစေချမ်းသာကြပါစေလူရဆန္ဒတွေတလုံးလုံးကမတောင်းမတမကြောင်းမကြပဲရရှိပိုင်ဆိုင်ခံစားရတော့ချစ်မျိုးမိတ်ဆွေအကူမညီကောင်မောင်နှမတွေအားလုံးပဲဖြစ်ပြီးတော့ကျွန်တော်နှလုံးကနန်းနေနဲ့ပတ်သက်ပြီးတူးတွေနဲ့ပတ်သက်ပြီးအမြဲတမ်းနှီးပါရအမြဲတမ်းနှီးပါပေါက်တယ်ချင်းမျိုးမိတ်ဆွေအကူမညီကောင်မောင်နှမတွေအားလုံးပဲဖြစ်ကြပါစေလို့ကျွန်တော်ရဲ့ Lucky ကိုနိုင်ဆိုတဲ့ YouTube channel လေးကနေကျွန်တော်ချင်းမျိုးတွေအားလုံးကိုစုမုံကောင်းလေးတောင်းပေးလိုက်ရပါတယ်ချစ်ကိုချင်းမတွေအားလုံးပဲကျွန်တော်တို့ဒီနေ့တောက်ချာနေမနက်မှာ305ဆိုတဲ့ပြန်ကဏ္ဍကထပ်ပြီးတော့ကြပြန်ပြီထပ်ပြီးကြပြန်ပြီကျွန်တော်ကမနေ့ကတော့ကျွန်တော်ဗီဒီယိုပိုင်း like ကိုကြည့်ပြီးအားပေးဝင်းရတဲ့ viewer တွေအားလုံးဆိုရင်တော့သိတယ်ဗျကျွန်တော်ဗာပြောခဲ့လေအကူမရအားလုံးပဲ305ကို305ဆိုပြီးတော့ပါဝါရိုက်ထားပြီးသွားတိုင်းဖော်မြူလာကလင်ဒါဆိုင်ရတောက်ကြနေမှာပါဝါဒီလုံးဝချင်းတည်ပြန်လာပါလိမ့်မယ်လို့ကျွန်တော်ပြောခဲ့တယ်နော်ပါဝါဒီလုံးဝချင်းတည်ပြန်လာလိမ့်မယ်လို့ကျွန်တော်ဘက်ကပြောခဲ့တယ်ကျွန်တော်ပြောခဲ့တဲ့ဂတိနော်ကျွန်တော်ပြောခဲ့တာပါဝါကနန်းဆိုလို့9ကွက်ပဲရှိတယ်305ကိုကပြန်ကနန်းဖြစ်နေလို့မကြိုက်ဘူးဆိုရင်တော့မထိုးနဲ့ကြိုက်တယ်ဆိုရင်တော့ထိုးဒါကျွန်တော်ရဲ့ဗီဒီယိုဖိုင် like ကိုကြည့်ပြီးအားပေးဝင်ရတဲ့ viewer တွေအကူမတွေအားလုံးဆိုရင်တော့သိပါလိမ့်မယ်ပါဝါကနန်း9ကွက်ပဲကျွန်တော်အဓိကပေးတာเนาะဒီတောက်ကြနေမနက်ပိုင်းကိုအခုလာပါပြီကျွန်တော်ညနေပိုင်းမှာညနေပိုင်းတော့မိတ်ဆွေများအားလုံးဘက်ကနေပြီးတော့တလုံးဝိုင်ကစားခြင်းတဲ့မိတ်ဆွေတွေကိုကငွေအများကြီးလည်းမတတ်နိုင်ဘူးနောက်ပြီးတော့ဘယ်နေရာမှကျွန်တော်တို့အဖွဲ့ဝင်တာတို့เนาะကန်ဆက်တာတို့နောက်ပြီးကြရင်ကိုကအခါချင်းငွေပေးပြီးတော့မှယူရတာတွေဒါမျိုးတွေကိုလည်းကိုကမတတ်နိုင်ပါဘူးเนาะအဲ့ဒီမိတ်ဆွေတွေအားလုံးတော့ကျွန်တော်ဒီတောက်ကြနေကျွန်တော်ကမှအားလုံးကိုကျွန်တော် free ပေးသွားမယ်เนาะ free ပေးသွားပါမယ်မိသားစုဝင်တွေအားလုံးပဲအဲ့တော့ဗီဒီယိုပိုင်း like ကိုကြည့်ပြီးအားပေးဝင်ရတယ်ကျွန်တော်ရဲ့အကူမတွေမိတ်ဆွေတွေအားလုံးဒီเนาะအားလုံးဒီယုံကြည်မှုရှိယုံကြည်စိတ်ချဆိုအားလုံးပဲကစားပါကျွန်တော်ဒီညနေပိုင်းမှာတလုံးမိုင်ထုတ်ပေးမယ်တကောတဲ့ကနန်းထုတ်ပေးမယ်ဒါလေးတွေအားလုံးကိုမပြောခင်မှာဗီဒီယိုဖိုင်လေးကို like လက်မလေးတွေမနဲ့ရသေးဘူးဆိုရင်မိသားစုဝင်တွေအားလုံးဘက်ကနေပြီးတော့ like လက်မလေးတွေတယောက်ချက်နှိပ်ပြီးတော့ကူညီပေးပါ channel ကို subscribe မနဲ့ရသေးဘူးဆိုရင်လည်းမိသားစုဝင်အကူမတွေအားလုံးဘက်ကနေပြီးတော့ကျွန်တော် channel လေးကိုကူညီပြီးတော့ subscribe လေးတွေနှိပ်ပြီးကူညီအားဖြည့်ဝင်ရပေးကြဖို့ကျွန်တော်ဒီနေရာလေးကပဲအားလုံးကိုမေတ္တာရက်ခံပြောကြအပ်ပါတယ်မေတ္တာရက်ခံကျွန်တော်တောင်းဆိုအပ်ပါတယ်ပေါ့ဗျာနော်ဒီညနေပိုင်းမှာကျွန်တော်ရဲ့ formula စိုက်ရဆိုရင်ဒီလိုပြန်ကဏ္ဍတွေလာပြီးပရိတ်တွေဆက်လာပြီးဆိုရင်တေးကြတာတစ်ခုဒီညနေ4:30စီမှာကျွန်တော်10ပြည့်ကိုအကြိုက်ဆုံးပဲ10ပြည့်အကြိုက်ဆုံးပဲ10ပြည့်ဆိုတာဘာတွေလဲမသိတဲ့မိတ်ဆွေများ10 20 30 40 50 60 80 80 90 3ညာအပူဒါတွေက10ပြည့်ကဏ္ဍတွေပဲဖြစ်ပါတယ်ကျွန်တော်အကြိုက်ကျွန်တော်ရဲ့ဗရိတ်ကောလုံးမရောကလင်နာဖော်မြူလာစိုက်ရထုတ်ပြီးတော့ချပြပေးထားတဲ့ကဏ္ဍကောင်းလေးကိုမှမိတ်ဆွေများအားလုံးဘက်ကလိုချင်ပါတယ်ကိုကပို့ပြီးတော့ကစားခြင်းပါတယ်ဆိုတော့တူရီဝါသနာရှင်တွေအားလုံးကတော့ကျွန်တော်အခုပြောတယ်เนาะကဏ္ဍเนาะကျွန်တော်10ပြည့်ကြိုက်တယ်10ပြည့်တက်ကမှကျွန်တော်အကြိုက်ဆုံးတလုံးမိုင်ပတ်တီးတွေတကွက်ကောင်းတိုးကျင်တဲ့ဒူရီဝါသနာရှင်ကိုမတွေအားလုံးအတွက်တကွက်ကောင်းကဏ္ဍလေးတွေဒါတွေအားလုံးကိုရွေးချယ်စီးပြီးတော့ထုတ်ပေးသွားမယ်ငိုပုံမှန်တိုင်းဆိုရင်ကျွန်တော်ကတနေကုန်စာကိုတစ်ချိန်မဲ့တင်ပေးတယ်ဗီဒီယိုပိုင်းတစ်ပုတ်ပဲတင်ပေးတယ်တစ်ပုတ်တင်ပေးပြီးရင်ကျွန်တော်ကနားတာဗျဒီနေ့ကလည်းတောက်ကြနေကနောက်ဆုံးအပိတ်နေပွဲသိမ်းလည်းဖြစ်တယ်နောက်ပြီးတော့ကျွန်တော်ဗီဒီယိုပိုင်း like ကိုကြည့်ပြီးတော့အားပေးနေတဲ့ viewer တွေအားလုံးပဲညနေဘာလေးတွေထိုးရမှာလဲဘာကဏ္ဍလေးတွေကပိုကောင်းလဲမသိတဲ့မိတ်ဆွေများစောင့်မျှော်နေတဲ့မိတ်ဆွေများအားလုံးရှိမယ်လို့ထင်တယ်အဲ့ဒီအတွက်ကြောင့်မလို့ကောင်းဆုံးလုပ်ပေးပါမယ်အကောင်းဆုံးကြိုးစားပေးပါမယ်ဒီ channel လေးတွေလည်း channel အသစ်ကလေးဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးဘက်ကနေပြီးတော့ like and subscribe လေးတွေနဲ့များများလေးနှိပ်ပြီးအားပေးဝင်ရန်ကူညီပေးကြဖို့လည်းဒီ
ဒီနေရာလေးကပဲအားလုံးကိုမေတ္တာရက်ခံတောင်းဆိုအပ်ပါတယ်နော်ကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့တွေအပြောအရွယ်လုံးနေတဲ့ကျွန်တော်တို့အလုံးနဲ့ပဲတတ်တည်ပြရအောင်ကျွန်တော်73ရက်နေ့ညနေပိုင်းเนาะတောက်ကြနေနောက်ဆုံးအပိတ်နေပွဲသေး4:30ဈေးမှာကျွန်တော်အကြိုက်ဆုံး1ချိန်မှန်ပတ်တီကျွန်တော်ကတော့8ပိုင်း8ပတ်တီ3ပိုင်း3ပတ်တီဖြစ်ပါတယ်8ချိုင်းနေတဲ့မိသားစုဝင်အမျိုးတွေအကူမတွေအားလုံးပဲ8ကိုပတ်လို့ရတယ်လို့3ချိုင်းနေတဲ့မိသားစုဝင်အမျိုးတွေအကူမတွေအားလုံးပဲ3ကိုပတ်လို့ရပါတယ်3နဲ့ပတ်သက်လို့မိတ်ဆွေများအားလုံးကျွန်တော်မိသားစုဝင်တွေအားလုံးဘက်ကနေအထူးမိန်အနေနဲ့ထိုးမယ်ဆိုရင်အထူးမိန်ကနန်းက4ကွက်တော့ရှိမယ်နော်အထူးမိန်ကနန်း4ကွက်ရှိပါတယ်အဲ့ဒါလေးကဘာလဲဆိုရင်ကျွန်တော်3နဲ့ပတ်သက်ရင်30 36 3ခွန်35နော်36 35 36 3ခွန်30ဒီကနန်း4ကွက်ပဲထိုးရပါမယ်ရှင်းတဲ့ပတ်သက်လို့တဲ့အထူးမိန်ကနန်းတွေကိုထိုးခြင်းပါတယ်အထူးမိန်ကနန်းတွေမရှိဘူးလားဆိုရင်လည်းကျွန်တော်ရှင်းတဲ့ပတ်သက်တယ်ကျွန်တော်ရဲ့အထူးမိန်ကနန်းလေးတွေရှိပါမယ်ဗျအထူးမိန်အော်လေးတွေအဲ့ဒါလေးကဘာလဲဆိုရင်80 86 8ခွန်85ဒီကနန်းလေးတွေကိုအကြိုက်ဆုံးပါပဲဒါဆိုရင်ကျွန်တော်အခုမှတွေကျွန်တော်မိသားစုဝင်တွေအားလုံးတို့ဒီညနေ4:30စီအတွက်တီးတက်ကျွန်တော်အကြိုက်ဆုံးတစ်လုံးပိုင်းကိုကျွန်တော်ရွေးချက်ပေးမယ်ကျွန်တော်ဒီညနေပိုင်းမှာ8တလုံးလေးကိုကြိုက်တယ်8တလုံးလေးကိုကြိုက်တယ်တကွက်တည်းကစားခြင်းတဲ့မိတ်ဆွေများဒိုင်ဝဲထိုးပြီးတော့အားလုံးပေါက်ခြင်းတဲ့ဒုတိယဝါသာရှင်အကူမတွေအားလုံးပဲ80ဆိုတဲ့ကဏ္ဍတကွက်တည်းကိုထိုးပါ80နောက်မှ30ဆိုတဲ့ကဏ္ဍလေးကိုလည်းလူရမယ်ရလေးကာထားဒါပေမဲ့80ဆိုတဲ့ကဏ္ဍကတကွက်ကောင်းကဏ္ဍ8ပိုင်း8ပတ်တိဖြစ်ပါတယ်ခင်ဗျဒီဗီဒီယိုဖိုင်လေးကိုကြည့်ရတာကျွန်တော်မိသားစုတွေအားလုံးပဲကိုယ့်အတွက်အဆင်ပြေတဲ့အကျိုးရှိရလို့စိတ်ထဲမှာခံစားရတယ်ဆိုရင် like and subscribe လေးတွေတူတယောက်မကြနှိပ်ပေးကြဖို့လည်းတောင်းဆိုပါတယ်နော်အားလုံးဘိုင်ပါအားလုံးကိုချစ်ပါတယ်ဗျ